တဲ့ဆိုတော့ရှေ့ချမ်းဆက်သွားမယ်နော်ခုနောက်ထပ်ဒီဟာလို့ဆိုပါရှင်းရှင်းရှေ့ချမ်းသွားမယ်ရှေ့ချမ်းကြရင်ဒီဘက်ထိတ်ကထစပြီးတော့နော်ဒီဘက်ထားကစပြီးတော့ရှေ့ချမ်းကို11ဖောက်ဖို့အတွက်ကနေစဆိုရင်နောက်ချမ်းလေပြီးဖောက်ခဲ့ဒီပိုင်း2+20တော့မှာမလို့ပါနဲ့ယူခဲ့7.2နဲ့ယူခဲ့ဆွဲရမယ့်ပုံစံကြီးကတော့ဒီနားကဒီပိုင်း20 2.9သူ့ထဲကနေပြီးတော့0.2နှုတ်ရမယ်ဟာအဲ့ဒါဒီကနေပြီးတော့ဒီကိုယူနေမင်းပေါ့နော်နောက်တစ်ခုဒီအောက်မှာဒီထိတ်ကနေအောက်ကိုချမယ်ဟာကြတော့ဒီပိုင်း20ဒီပိုင်း20 +2.9သူ့ကို1ပေါင်းမယ်နော်ဒီကနေဒီထိတ်အဲ့ဒီကနေဒီကိုအဖြေရစီစံတော့အတွက်ခဲ့တဲ့ဟာဒီက7.2ကို0.2နှုတ်တော့7နဲ့ကျန်တော့ပါနော်ဟုတ်ဒါကဒီထိတ်ကနေယူပါနော်ဟောကြတော့အစင်ဖြစ်တော့နော်ဘောင်းပေါင်းလိုက်ဟောဆိုအဲ့တော့ဒီနှစ်ခုကိုပေါင်းပိတ်ဒီကျေရဆယ်လားဒီဆုံးမှာအခုဒီအကွက်လေးရလာအကွက်လေးရတိုင်းဒီဘက်အောက်ခြေထားမယ်ဒီဘက်အပေါ်ထိထားမယ်ဘောင်းပြက်နေဒီကောင်ဆက်ထားလိုက်ဘောင်းပြက်နေဆိုတော့အခုဒီလိုအကွက်လေးထွက်လာရင်ဒီအောက်ခြေကိုတော်ဝါတော်ဝါမှန်မှတ်ထားဒီအောက်ခေါင်းဆိုတော့3.5ပေါ့နော်မှတ်ထားကြလိုက်မယ်မလို့သူ့တံပိုးလေးနောက်ပုံးပြရစီပြီး3.5နာမည်လေးတစ်ခုပေးခဲ့သင်္ကေတလေးတစ်ခုပေးခဲ့ထားပါပေးပေါ့နော်ဆိုဒီတပုံစားပေးနော်အဲ့ဒါပြီးရင်ဒီ11ထိပ်ဒီအကွက်လေးရဲ့အောက်ကို 0.5 ချပြီးအမှတ်လေးတစ်ခုမှတ်ထားပါနော်ဒါ 0.5 ဒီတစ်မှတ်ရတယ်အဲ့တော့ဒီမြင်းပုံမှာကြတော့နောက်ချမ်းပါလို့ညီမတို့ဒီ11ဆွဲတဲ့မှာ3ပုံတစ်ပုံမှတ်လေဒီတပုံစားပေါ့ပြောရဒီမြင်းချခဲ့တဲ့မှတ်သူ့တန်က2.9ချခဲ့တယ်2.4နှစ်ခါပေါ့နော်သူနှစ်ဆချနှစ်ခါမှတ်လိုက်မယ်2.4နှစ်ခါမှတ်လိုက်နော်သူနှစ်ပုံစားဖြစ်တဲ့အတွက်နှစ်ခါမှတ်2.4ဒီမှာလည်း2.4ပေါ့အကောင်ပေါင်းလို့ဆိုတော့အခုတီမှတ်ထည့်ရအဲ့ဒါကိုအခုပခုံးရင်ဆွဲမှာပေါ့နော်နောက်ထပ်မှဒီပခုံးလေးတန်းထားကြရနောက်တော့ခေါ်တော့နောက်တော့ခေါ်တော့ဒီမှာပခုံးရင်းစွမ်းဒီ 0.5 ချထားတဲ့အမှတ်ရဒီနှစ်ပုံနော်အဲ့ဒါလည်းကျော်ဆွဲလိုက်ရသူ့ကိုကြတော့ဘာလို့ဆင်လဲနောက်ပခုံးလေးကနေပြီးတော့နောက်ချမ်းပခုံးလေးကနေပြီးတော့1.8နှုတ်ချမ်း1.8နှုတ်လို့ရတဲ့အဖြေပေါ့နော်ဟုတ်အဲ့လိုနောက်တော့7.5ဒီလိုတစ်ခါလည်းနှောင်းနေနှုတ်တာဒါမှမဟုတ်လည်းဒီမှာ7.8တင်မှနှက်လိုက်ပြီးလို့ရှိရင်သူ1.8တင်နှုတ်လိုက်နော်ဒီမှာသူ1.8နှုတ်လိုက်အဲ့တော့ရှေ့ချမ်းပခုံးကဒီထိလည်းယူရမယ်နောက်ချမ်းရှိတဲ့ဒီအကျယ်အတိုင်းယူရမယ်လို့နော်ဒီဟာပြီးလို့ရှိရင်ရှေ့ချမ်းဂျိုင်းပေါက်ဖောက်ဖို့အတွက်လေအခုဒီပခုံးလေးချထားတဲ့ပခုံးလေးနဲ့ရင်းနဲ့ကိုနောက်ချမ်းတော့လို့ပဲသူ့တဝက်မှန်သူရှိတဲ့ဟာကိုအရင်တိုင်းကြည့်လိုက်ထောက်တော့19တက်မှနဲ့ပါ19တက်မှနဲ့9.6အဲ့ဒါဆို9.6တော့ဝက်က9.6တက်မှရတယ်နောက်ချမ်းတော့လို့ပဲသူ့အောက်ကိုလည်း2.5ချနော်ဒီမှာတဝက်မှတ်ရဲ့အောက်ကိုနောက်တစ်ခါ2.5ထပ်စားမယ်နော်2.5ထပ်စားအဲ့ဒါပြီးလို့ရှိရင်သူ့ဒီဟာကိုလည်းမ40 ဒီဂရီထောင်း
ဒီက90 degree ရှိရင်သူဒီတောင်တဝက်ဝက်လိုက်တာပေါ့နော်90ဆိုတော့သူကဒီတိုင်းအဲ့ဒီမှာတော့ကလေသူဒီတပုံကမှတ်ခဲ့တာရှိတယ်နော်ဒီ star လေးပြခဲ့တယ်ဒီမှာအဲ့ဒီတန်ဖိုးတိုင်းပဲဒီပုံမှာမှတ်ပေးရမယ်နော်ဒီ star တန်ဖိုးရတဲ့ဟာလို့2.4 ရှိတယ်သူ့ကြတော့ကောင်းနိုင်မှုပဲဘာမှမဟုတ်ဒီတိုင်းလေးပဲတော့နော်ဒီနေ့ဒီအဲ့ဆိုဂျာင်းမှလို့ရတယ်သူလည်းပဲအဆင်ပြေရေးပေးတယ်မျိုးပါတခါတည်းမထိလို့ရှိရင်မင်းအမှတ်ဒီတခါတည်းမထိဘူးကိုသုံးတဲ့ပေးတယ်မှာတစ်ဆက်တည်းမရဘူးဆိုရင်ပေးတယ်ပေးခွေးကိုနှစ်ခါလောက်တိုင်လိုက်ပါနော်အခုဘယ်ပေးတယ်နဲ့ဝယ်ဒီညာနဲ့ဆိုလဲဒီဘက်နဲ့ဝယ်ရင်လည်းရတယ်ခါရဝယ်တာအကုန်လုံးမထိရင်တော့နှစ်ချက်လောက်တော့ဝင်ပါပါနော်ဒီပေးတဲ့တိုင်နေတယ်အဲ့တော့လုံးလုံးဆက်ဒီ3မှတ်အရင်သွားလိုက်3မှတ်4မှတ်ပေါ့နော်အခုအခုမသွားတယ်နော်ဒီပခုံးထိပ်ရဲ့ဒီမှာတဝက်မှတ်ရဲ့2.5ချထားတာရဲ့ဒီဘက်တောင်းကျမြင်လေးဟုတ်ဒီပေးတဲ့လေးနဲ့ထားပါတယ်ဒီထိပ်မှာလိုက်နော်ကျန်တဲ့ဟာကိုနောက်တစ်ခုကျန်တဲ့ဟာကြောင့်လေနောက်ချမ်းချမ်းဝိုက်လာတဲ့ဟာကိုပါလို့တစ်ဆက်တည်းသူတစ်ဆက်တည်းတည်လေးရှိရမယ်နော်ဟုတ်ဒီလိုမျိုးချယူလိုက်လေကျန်ရဲ့ဒီတစ်ပုံပေါ့နော်ဒီတစ်ပုံပဲအခုဒီပုံမှာနော်နောက်ချမ်းလေးနဲ့တစ်ဆက်တည်းဆက်ပါနော်အစီရမယ်နော်ဒီကတော့ဆိုရင်ဇိုင်းဝိုင်းလို့ရပါတယ်ဟိုလေဗင်းဖောက်ဖို့ကြိုင်နေသေးတယ်လေဗင်းကအခုဒီမှာတော့ဝယ်ရတဲ့ဟာ3.5ရှိတယ်3.5မှန်ပါ3.5ကိုယူလာတယ်အဲ့ဒါပြင်သူ့0.3လောက်လျှော့လိုက်နော်ပုံလေး0.3လောက်လျှော့အဲ့မှာပေးပြီးနေတယ်ဒီ1စီလောက်အထောင်ထားပြီးရှေ့လုံးမပေါက်ရဘူးဒီကောင်ဒီကိန်းစမ်းတယ်ရှေ့နေလို့အဲ့တော့အခုလည်းပဲဖောက်မယ်ပါဒီအမှတ်ရယ်0.3 short ထားတဲ့အမှတ်ရယ်ဒီဘက်ကိုလေဒီအစွန်းထအောင်မယ်ပဲနဲ့လေ1.5လောက်ခြံခဲ့လိုက်တယ်လေအဲ့လိုထိတဲ့နေရာလေးနဲ့ယူမှာပေါ့နော်ဒီတိုင်းလည်းလို့ထိဒီဟာဆိုလို့ရှိရင်ဒီမှာဒီမှန်လည်းထိအခုဒီထိပ်လေးရယ်0.3 ရွှေ့ထားတဲ့အမှန်လေးဒီမှာ1ဆင်လောက်ခြံခဲ့တဲ့ဟာပေါ့နော်ဒါဆိုလို့ရှိရင်လည်းဝိုင်းလို့ရတယ်အဆင်ပြေတဲ့ပြည်တယ်နဲ့ဝိုင်းရတယ်ဒါဆိုလည်းလည်းပြီးပါနော်အောက်မှာထောက်စားဗန်စီယမှာကျတော့ရှင်းတဲ့နောက်ချမ်းနဲ့ဒီအရှိကိုအတူမရှိဘူးပေါ့နော်တောက်စားတစ်ခါတည်းထည့်ခဲ့တယ်အဲ့တော့မှနည်းနည်းပြီးခဲ့တဲ့3.5ဒီ11အောက်ချီလေးကိုတော့မှတ်ထားခဲ့တဲ့အမှတ်ရှိရသူတိုင်းထားတဲ့ဟာပေါ့နော်တဝက်ရရလက်3.5ရှိဒီတပုံစာပေါ့ပြောရရင်11အောက်ချီရဲ့တပုံစာဒီကိန်းကနန်းအဓိကမဟုတ်နော်ဘာလို့ဆိုရင်ကျယ်ပြောင်းသွားရင်ဒီကနန်းတွေကပြောင်းသွားမှာပဲအဲ့တော့11အောက်ချီကိုတဝက်ဝက်ထားတဲ့တန်ဖိုးပေါ့အဲ့လိုမျိုးလေးမှတ်လိုက်ရအဲ့ဒီမှာ A နာမည်ပေးထားခဲ့တော့ဒီမှာတပုံစာပေါ့နော်ဒီအောက်ဆုံးကဘောင်ပိတ်ထားတယ်သူဘောင်ရဲ့အောက်ကိုကျော်ထွက်သွားမှာအဲ့ဒီလေးရကြတော့ခုဒီတပုံစာ 3.5 ကိုဒီအောက်ကိုဆက်ဆွဲမှာရလားလက်ပြရမှာအဲ့ဒါဒီမှာ 3.5 နော်ဒီအောက်ကိုဒီ11အခြေရဲ့တပုံနော်3.5ဒါလေးတစ်မှတ်မှတ်ခဲ့လိုက်ပြီးလို့ရှိရင်မတို့ရင်မြင်းရှာဖို့ပေါ့နော်ဒီပြင်းမြင်းနေမှတ်ဖို့အဲ့ဒါကြရင်ဘာလုပ်မလဲဆိုတော့ဒီရှေ့ရင်ဒီထောင်ထားတဲ့ B1 6+3 ရထားတဲ့ရလန်းနဲ့ဒီဘက်ရှေ့ရရင်ဒီရင်မြင်းနဲ့ဟိုအထောင်မြင်းနဲ့တဝက်ဝက်လိုက်ဒီကြားရဲ့တန်ဖို့ဒီမှာက7.2ရှိတယ်7.2ရှိတယ်7.6နော်ဒီတော့7.6ဒီနားနေရင်မြင်းဒီကတောင်းလိုင်းဆွဲမဲ့တောင်းမဲ့ရင်မြင်းနဲ့ဆွဲတယ်သူ့ရဲ့ဘယ်ဘက်ကို0.7 ရွှေ့ပေးမယ်နော်ဒီအမှတ်ကနေပြီးဂျိုင်းဘက်ကို0.7 ရွှေ့လိုက်မယ်0.7 ရအမှတ်ဒီမှာတစ်မှတ်ထပ်လိုက်မယ်နော်
အဲ့တော့ဒီတန်ဖိုးလေးဘယ်လောက်ရှိလဲကြည့်ပြလိုက်ဒီမှာရော9.9 9.9ရှိတယ်အဲ့တော့မြင်းပြောင်းတိုင်းနေတော့ဒီမှာလည်းပဲ9.9မှတ်လိုက်ဆိုတော့အခုဒီရတဲ့နောက် 0.7 ရွှေ့ထားတဲ့အမှန်နဲ့ဒီပေါ်မှာရပြတန်ဖိုးနဲ့မြင်းလေးဆွဲလိုက်တာထောင်မြင်းလေးတကြောင်အဲ့ဒါလည်းပဲဒီရှေ့ရမြင်းနဲ့ဆက်မှာပေါ့ဒီအရှိအထိဆိုတော့လေဒီဖောင်ကျော်ပြီးအောက်ထိဆွဲလာခဲ့တယ်နော်အဲ့တော့ဒီတန်ဖိုးလေးမှန်တယ်လည်းဒီမှာကဒါက 3.5 ချထားတာဆိုတော့အခုဒီအောက်ကိုလည်း3.5 ချတာဖြစ်ရမယ်ဒီတန်ဖိုးနဲ့ဒီတန်ဖိုးနဲ့ညီရမယ်ပါအဲ့ဒီမှာအကွက်လေးတစ်ကွက်ထွက်လာဒီနှစ်ခုထောင်လေးပိတ်လိုက်မယ်နော်အဲ့တော့ frame တစ်ခုလုံးမှာကျန်နေတာဘောင်မပိတ်ရတဲ့ဒီကကျန်နေတယ်ဒီဟာကျတော့ဒါနဲ့အညီဒီကိုလည်းမြင်းပြောင်းဆက်မဆွဲဘူးဒီမြင်းတိုင်းနဲ့ထားလို့နေရအဲ့တော့နောက်ချမ်းဘက်ကိုတူးစင်အောင်ဝင်ထားတဲ့အမှတ်ဒီဟာပေါ့နော်နောက်ချမ်းကဒီအတိုင်းတာထိကနောက်ချမ်းပြင်မှာအဲ့တော့ကျန်နေတဲ့နေရာဒီနေရာနဲ့အခုဒီကဆွဲချလိုက်တဲ့ဒီ 3.5 ဆွဲချလိုက်တဲ့မြင်းပေါ့နော်ဒီဟာကဒီပေါ်မှာတောင်းမှတ်တောက်တီဆွဲရမယ် line ပေါ့နော်ရင်းရင်းချင်းနဲ့တက်တက် BB မှတ်ရမယ် line ဒီ line ကဒီထိတ်နေတာနဲ့ဆက်လိုက်ဒါဆို frame ကတော့ရသွားပြီနော်နောက်ချမ်းလည်းရပြီအခုရှေ့ချမ်းရဲ့ area ကအခုဒီကြည့်အခုဒီအောက်ကိုထွက်လာတဲ့ဟာတွေဒီအကုန်လုံးဒီရှေ့ချမ်းဖြစ်မယ်အဲ့တော့ဒီ pattern ပေါ်မှာပုံနေကြီးရ BB point လေးပေးခဲ့လို့ရတယ်အဲ့ဒါက fitting pattern ဒီကက်ချပြီးပြန်ဆွဲတဲ့အခါတော့ဒါကိုပုံစံမှာပုံမှာဒါပေမဲ့များသောအားဖြင့်တော့တိတ်ပြီးတိမ်ဆောင်တိတ်မရှိဘူးနည်းနည်းပဲရွှေ့ရတယ်မြင်နေပဲပေါ့နော်ပုံစံကြီးရသူကရင်ထိတ်မှတ်ကိုဘယ်လောက်ခံမှန်းကြည့်မှချပေးထားလဲဆိုရင်ဒီမြင်းအောက်ကို4 cm လောက်ချနော်ဒီမှာ4 cm ဒီအောက်ကို4 cm ချရတယ်နော်4 cm ချဒီအမှတ်က BB point ဖြစ်မှာရှင်ထိတ်အမှတ်ပေါ့နော်ဒီဖြစ်တယ်အဲ့တော့ basic frame အနေနဲ့တော့ဒါဆိုရင်ပြီးပါပြီနော်ဒီတော့မှမလဲလားစပြီလားရတယ်ရှင် okay ပြေးလိုက်